ကျွန်တော်ရဲ့အမှုပညာဂီတမိတ်ဆွေများခင်ဗျာကျွန်တော်တာဖိုးတဲ့ကြံနဲ့တွေ့ဆုံလုံးလေးမှာအမှတ်တရအဖြစ်အမှန်တန်တန်ဖိုးရှိတဲ့တခြင်းလေးတစ်ပုဒ်ကိုနေရောက် casual ပေါ့ဗျာဆိုဒီဆိုပြောပြပါမယ်ကျွန်တော်တိုက်လည်းမထားပါဘူးဒါ casual ပေါ့နော်ဒီတခြင်းလေးကတော့ကွယ်လွန်သူဆရာစံလျာဦးလာထုတ်ရေးသားခဲ့ပြီးတော့ကျွန်တော်တို့လေးစားချစ်ခင်ရတဲ့မာမီတော်ရီတန့်တီဆိုခဲ့တဲ့ဂီတရေးစီးကြောင်းဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ casual တီဆိုတာဖြစ်လို့မောင်ရင်ရှင်ခွင့်လို့ကြပါလို့ခံကြပါတယ်ခင်ဗျာတရားအခြေခံရှိတော့ခေကနန်းဆန်းဆန်းမြမမှုဟန်တေးဖွဲ့ကြပြန်ကြာရလေဟန်နာဝဧကံငြိမ်ညောင်းလာတဲ့အတန်တန်ယုခေမဆန်းရံညွန့်ရံတန်စံတီထွင်ချံဥပေရာညံဩထူပေရာအမှန်ဩအယုခံဆန်းသစ်ဖို့ကြံအရွယ်မဖုံးမြန်တစ်သက်လုံးသုံးရံမြမမှုတန်ယုခေမဆန်းရံညွန့်ရံတန်စံတီထွင်ချံဥပေရာညံဩထူပေရာအမှန်ဩအယုခံဆန်းသစ်ဖို့ကြံအရွယ်မဖုံးမြန်တစ်သက်လုံးသုံးရံမြမမှုဟန်ဥလူကလေးရဲ့ရေဟန်တကယ်ခေတ်ဆန်းအပန်းနန်းတော်ရှိမန်းမျော၍အပစ်ကိုထွင်မြန်မြို့မငင်းရဲ့တေးတခြင်းသာနဝင်းငင်းညောင်းမဟောင်းနိုင်ပြန်ဆရာရွှေတိုင်းညွန့်ကြပြန်တော့တမျိုးခစ်ဆန်းပြန်မျိုးစလဲမှန်တိုးတက်ခဲ့ပြန်ဂီတရေးစီးကြောင်းရှင်ပန်းဆရာရွှေပြည်အေးရဲ့ခေတ်ကတေးဂီတတန်ထူးထူးခြားခြားရေးဟန်မြူးမြူးကြော်ကြော်တေးတန်တီလုံးတီးခွဲတန်အယုဒံအဆန်းတန်ခေတ်ရှိကပြေးတဲ့ဟန်မြမမှုမြမဟန်အရေးထဲတေးတီခဲ့ပြန်အနောက်တိုင်းရဲ့လဲဆန်းဆန်းအရှိတိုင်းရဲ့လဲဆန်းဆန်းတပြဘယ်လိုပင်ဆန်းတော်လဲဆရာအေးရဲ့တေးတန်မြမမှုဟန်ထူးထူးခြားခြားဆန်းသစ်နေပြန်အမျိုးသားဟန်တိုးဝါယံတစ်ဖက်မှာထွင်လို့တစ်ဖက်ကထိန်ရန်မြမဂီတညီမြတဲ့ပုံတရံခေရဲ့ရေစီးကြောင်းတရံအသစ်တွေထွင်မြန်အကြိုင်နဲ့စရိုက်နဲ့လိုက်ဖက်ညီရန်အ
အနှစ်သာရကပြည်ပြင်းစေရန်မြမဂီတာတဲ့သရုပ်တကံပုံမှန်စေရန်ပြုစုကြရေးသားကြပြီးဆိုကြမှာတာဝန်ကြီးမယ်အမှန်